Mingla Bashi Akukato Ninto go Dobia me Sakura Mali Jout to Sapitoma if I view Limsa Kemala and subscribe Lopu Mami Panel Keresko Tajaman Akukato Ninto Hill Pame Sakura Mali Bono to Gaza Dog Penia Mashiale Suto the video so much to be tabain no Nenelli done so Nenelli we were by a sheet of my mind no and Nenelli piampa like me Nini alone upon no pony de kika Ninkara le pite bono at the jamolo Nini at the dolly of pomare Rabono piacuira e halive bono e casaquin po tacamapa e casaquin po tacao sorry be what que asorochen ti ba ni to me bono casaquin po ni le tuain le to lu bono casaquin po niตัวลูกชิ้นนกวิรูบนน้ำตัวไปพี่ปายชิ้นที่แบบบนน้ำไอ้ปานในตัวมาไปพี่ปายกระซ่ากูยังในตัวลูกชิ้นไอ้ดีกูบนน้ำดีกูบ้าจะมาพี่ชายไอ้กูวันนี้ไปพี่มาไปพี่ปายชิ้นจะมาไอ้กูวันนี้ไปพี่ชิงโลโซบิโอจะมาตัวเด็กแล้วไปตัวเล็กบนน้ำပို့ပြီးတော့လည်းနီးပါတယ်ရှင်။ဥပမာဆိုနိုင်ဝက်လောက်တော့တော်တော်လေးကြာပါတယ်။လမ်းမှားသွားရင်လည်း sorry ပါ။တွေ့လားအခုဆိုလို့ရှိရင်လမ်းမှားသွားရင်လားမသိဘူး။ဒီပေါက်သွားမှလားမသိဘူးတိလား။မသွားတော်လေးလေးကြာနေပြီနှစ်အတော်လေးလေးတော်လေးဟိုမှာကြာနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့လမ်းမလို့ရှိရင်လည်း sorry ပါလို့ဒီလားနေတော့မဟုတ်ဘူးsorry ပါရှင်ကားတစ်သွားတော့မယ်ကားတစ်နဲ့သွားတော့ပါမယ်ရှင်ကဲအခုကစမ EV ကိုင်းနဲ့သွားမှာဖြစ်ပါရှင်ဒီနေရာပဲပြန်ရောက်နေရနော်စမစိတ်သိမ့်မရှိတော့စိတ်ညစ်ပါတယ်ကဲအဲ့ဆိုရင်လည်းဘယ်နေရာနေသွားလို့ဘယ်နေရာနေစမန်းအောင်မသိဘူးအော်ဒီကအိမ်နော်ဟုတ်ကဲ့ပါအိမ်ဆိုလေးထားလိုက်ပါတော့ကျမတို့ဒီပတ်နေတွေ့ပါမယ်ကျမလည်းမသိပါဘူးအဲ့ဆိုကျမတို့ပြန်လိုက်ဖြေသွားမှာပေါ့အော်ကျမသိပြီချောင်းတာဘက်ကနေလဲသွားလို့ရတယ်ပေါ့နော်ကန်းချစ်ဘက်ကနေလဲသွားလို့ရဆိုတော့ကျမသိသွားပါပြီမလီ sorry ပါအခုကတော့ကျမ EV ကားကြီးကိုကျန်တဲ့နေရာမှာထားခဲ့ပါရှင်အခုကတော့ဒီဘက်ကနေသွားမယ်ပေါ့နော်ဒီဘက်ကနေပဲသွားပါမေးရှင်နင်းနေနဲ့ဖုန်းနေရဆိုတော့မမီရရင်လည်းတောင်းမမရနော်ဟိုရောက်လို့ရှိရင်မြင်အောင်လုပ်ပေးပါမယ်သွားနေရပါတယ်ရှင်တော်လေးဝေးမယ်လို့ထင်ပါတယ်ဒီဘက်တော့လာကုန်းလေးရဲ့အိုက်ကုန်းနေတာမသိဘူးထင်တာပါပဲရှင်ကျမတို့ဒီကိုရောက်သွားဟုတ်တယ်ကျမလမ်းမှန်နေကျမလောက်တာလမ်းမှန်နေကဲအမှဆိုလို့ရှိရင်ကျမသွားတဲ့လမ်းဘက်ကနေပဲတိချာသွားပေါ်နော်ကျမဆိုလို့ရှိရင်လည်းအကယ်လို့ဆိုလို့ရှိရင်လည်းလမ်းမှားတက်တယ်ပေါ့နော်ဒီပေါ်နဲ့မတော်ပါနဲ့နန်းတော့ရောက်သွားလိုက်ပါမယ်အရှိကိုတိုးမယ်ပေါ့နော်ဟိုမှာကစားကွင်းရင်းရပါတယ်ရူလာကိုစတာကြီးပါဟိုမှာတော့ကျမတို့သွားတယ်သွားချင်မှာဒီလိုမျိုးအပေါက်လေးရှိပြီးဆိုရှင်ဟုတ်ပြီကျမတို့လမ်းမှန်သွားပြီပေါ့နော်ဒီပတ်နေပဲတော့သွားပဲပတ်နေပဲတော့သွားပေါ့နော်ရပါတယ်အမကျမ
မဟုတ်သေးပါဘူးနော်ဩတီးသွားပြီကျမတီးသွားပြီကဲရောက်စမ်းရောက်စီရမယ်ဟာလာနှီးတော်လေးရောက်သွားတော့အခါကဲနှင်းတော်လို့လည်းပြောရင်ပြောလို့ရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီမှာနှင်းအိမ်က2အိမ်ရှိရပေါ့နော်ဟိုမှာဆိုလို့ရှိရင်လည်းတောင်တွေလည်းရှိပါတယ်တောင်တွေဆိုလို့ရှိရင်အမရွာတောင်မှမြင်နေရတဲ့အခြေအနေပေါ့နော်အမကြည့်စိမ့်နှမ်းနေရောကျမဒါနှင်းလောက်ထားရပေါ့နော်ကျမပြောပြထားပါတယ်ကျမခုနကတော့ပြောထားရပေါ့နော်ဒီနှင်းအိမ်ထဲရောက်သွားလို့ရှိရင်ကျမဒီလိုမျိုးနှင်းနေမရောက်လို့ပေးမယ်လို့ပြောထားတဲ့အတွက်ကြောင့်မို့ကျမလုပ်ပါမယ်ကဲအခုကတော့နည်းနည်းတော့ sorry ပါကဲအဲ့ဆိုလို့ရှိရင်တော့ကျမတို့လေအနေလေးမူစာနှင်းလေးနည်းနည်းကြားလိုက်မယ်ပေါ့နော်နှင်းလေးနည်းနည်းကြားပြီဆိုလို့ရှိရင်ကျမတို့ဒီအိမ်ထဲဝင်ပါမယ်ဖြင့်စစချင်းမှာပဲမကြက်ဒီမှာကြည့်တွေ့လားအလှရတော်တော်လေးကိုလည်းလှပါတယ်ဝင်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းမကြည့်တွေ့လားမိသားစုဟုတ်ပါဘူးလက်ဆောင်တွေရောပဲအများကြီးပဲပေါ့နော်ဒီမှာ Christmas တစ်ပင်ရော Christmas တစ်ပင်2ခုရှိပါတယ်ပြီးလို့ရှိရင်လက်ဆောင်တွေကဒီဘက်မှာအများကြီးရဟိုဘက်မှာအများကြီးရှိပါရှင်ဒါကြတော့နော်ထိုင်လို့ရပါတယ်ဒါကြတော့ထမင်းစားဝိုင်းလို့လည်းပြောရင်လည်းပြောလို့ရတယ်ပေါ့နော်ဒီကကြတော့မျိုးလူကြီးရဲ့စကားပြောလို့ရှိရင်အဲ့လိုမျိုးပဲပေါ့နော်အဲ့လိုမျိုးထားရပါတယ်ဒီကကြတော့အဲ့လိုမျိုးဆောင်းရသည်ဒီလိုမျိုးရှာသည်လိုမျိုးအေးလာပြီဆိုလို့ရှိရင်မီလေးအဲ့လိုမျိုးလေးလုပ်ဖို့ပဲပေါ့နော်ဂျပန်ကကြအဲ့လိုမျိုးလေးလုပ်တာပါကဲအဲ့ဆိုလို့ရှိရင်တော့ကျမတို့ဒီအပေါ်တက်ပါမယ်ရှင်ဒီကနှစ်ခုရှိရဲ့ဒီပတ်နေပဲသွားဒီပတ်နေပဲသွားပေါ့နော်ကဲအဲ့တော့ကျမဒီပတ်နေပဲသွားလိုက်ပါတော့မယ်ဆင်းလို့ရှိရင်တော့ဟိုဘက်နေပဲပြန်ဆင်းပါမယ်တို့လားဒီဘက်မှာတစ်ခုကျမခုနဒီဘက်မှာတစ်ခုကဲကျမတို့ပြတင်းပေါက်နာသွားပြီဆိုလို့ရှိရင်ဒီမှာထိုင်ကုန်2ကုန်ရှိရဲ့အမရှုခင်းလေးတို့ကြည့်ပြီးတော့တာရလေးပဲအဲ့လိုမျိုးပေါ့နော်2ခုရှိပါတယ်ကျမတို့ဒီအောက်ကိုပြန်ဆင်းပါမယ်ပေါ့နော်အောက်ကိုဆင်းမယ်ပြီးကြလို့ရှင်ကျမဟိုဝါယူစီးပြပါမယ်အရင်ဆုံးကျမတို့ဒီဟာတက်မယ်ပေါ့နော်အဲ့နေရာဘယ်ကနေစတက်မလဲဆိုတော့မသိတဲ့သူဒီအပေါ်ကနေစတက်ရမယ်ပေါ့နော်ဒီမှာဆိုရှင်ဒါကြီးကမှန်ကြီးပါရှင်ဒီမှာကျမထိုးပြမယ်တွေ့လားမှန်ကြီးပါဒါလည်းမှန်ကြီးပါရှင်သူကနော်ဒီမှာအလွတ်ကြီးပဲအပေါ်မှာဆိုလို့ရှင်အပေါ်မှာလည်းအလိုကြီးပါပဲသူ့ထက်အပေါ်မှာလည်းရှိပါသေးရဲ့အပေါ်မှာကြတော့အပေါ်မှာကြတော့ဒီမှာဒီ Christmas တပင်းရှိမယ်ပြီးလို့ရှိရင်ဒီမှာကြည့် sofa ပေါ့နော် sofa အရင်မိုက်တဲ့လူကြီးစကားပြောလို့ရတယ်ပေါ့နော်နှစ်ခုရှိပါရှင်အပေါ်ထက်ပါမယ်အပေါ်ထက်တဲ့အချိန်မှာပဲဒီမှာလုံးဝအိတ်လို့ရတဲ့အိတ်ယာကြီးတစ်ခုရှိပါရဲ့ရှင်အဲ့ဒါလောက်ပဲရှိရပေါ့နော်ဟို Christmas တီလေးအိမ်ထက်လောက်တော့မစုံပါဘူးကဲအဲ့ဆိုရင်တော့ကျမဟိုဝါကြီးစီးပြပါမယ်ရှင်ရဆုံးကျမနည်းနည်းလောနေပေါ့နော်အဲ့ဒါအရန်စီးချင်နေပါတယ်အမလေးလာတော့ပါမယ်အဲ့ဒါစီးလို့ရှိရင်ဒီလားလုံးဝပဲဒီကတော်လေးလည်းမိုက်ပါတယ်ကျမမရတော့ပါဘူးစီးပါတော့မယ်โอเคဟိုကဲအဲ့ဆိုလို့ရှင်ကျမတို့တက်ပြီပေါ့နော် Oh my god ဒီလားအပေါ်လုံးဝမင်းနေဟာတွေပေါ့နော်ကျမတို့သွားချင်တဲ့နေရာကိုသွားလို့ရပါပြီတွေ့လား Oh my god အောက်မှာမြူတွေကြာနေရနော် Oh my god တော်လေးမိုက်တယ်နော်စနော်ရမလားတော်လေးကိုမှာနော်အိုးရှုခင်းတော်လေးကိုလှရည်လားကျမအောက်ကဘုံနေချပါတယ်ကျမဟိုဘက်သွားပါမယ်ကျမမလုပ်တတ်တော့ဘူး
ကဲအဲ့ဆိုလို့ရှိရင်တော့ကျမလည်းစိတ်ကြီးအဲ့ပမာကဘာတွေရှိသေးလဲဆိုတော့ကျမတို့တွေသွားကြည့်ရမယ်ပေါ့နော်တကယ်ကိုလားကျမဒီညမှာပဲတိုင်ပတ်နေတာလားမသိဘူးအောက်ဆင်းတော့မယ်ရှုပ်တယ်ဟုတ်လားအောက်ကိုကြည့်ပါမယ်အောက်က sorry ကျမတို့နေရစိတ်ကြီးမလေးဟဲ့ကျမဒီညမှာပဲဆင်းလိုက်တော့မယ်စိတ်မရှိဘူးဒီညမှာပဲလဲနေရနော်အောက်ဝေးဆင်းလိုက်တော့မယ်ကဲသူ့ဘိုက်သူဖေးပဲရကျမပိုက်ကျမဆင်းတော့မယ်ရမ်းမိုက်တယ်နော်တော်လေးမိုက်တယ်ကျမအောက်ဆုံးရောက်သွားတယ်တို့ကြပါကဲအဲ့ဆိုတော့ကျမတနေရာတစ်ခုကိုသွားပါမယ်နောက်ဆုံးကျမဖေးကိုသွားမလဲဆိုတော့beauty salon သွားပါမယ်ကဲအဲ့ဆိုနေရပါပြီဒီဗီဒီယိုလေးကိုစနေဆုံးကြည့်ပြရတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်လာမှာ